ဒီပါနော်ဒီနေ့မှာဒီစာဝါလေးဆက်ပြန်မှာပြလိုက်တာနော်ဒီစာဝါလေးဆက်ပြန်မှာပြလိုက်တာနောက်တော့ဒီဟာလေးဆက်ပြန်မှာပြတာပေါ့နော်ဒါလေးဆုံးပြန်မယ်ပေါ့နော်ဒီပြစာတစ်ခုလောက်ရှိပဲပေါ့ဒါဒီဒီမတရာကြာနေလို့ဖြစ်တယ်အဲ့တော့တော့လာရှင်ဒီရပြဆက်ပြန်မယ်နော်ကိုရဲ့တင်ကောင်းတာနဲ့မကောင်းတာနဲ့မတက်ဆယ်ပါဘူးရှင်ကြီးကြီးကစိတ်ထားရေးကြည့်ပါနဲ့နော်အဲ့ဒီစိတ်ထားရေးကြည့်တယ်နော်စိတ်ထားဆုံးနေပေါ်ပဲလို့လေမကြည့်ခင်မကြည့်နဲ့လေတို့တော့လေအရင်ကကတော့မဟုတ်ဘူးနော်အဲ့ဒါပြောတာကကိုရဲ့တန်ကောင်းတာနဲ့မကောင်းတာနဲ့မဆိုင်ပါဘူးရှင်ဒါတရားကိုရဲ့စိတ်ထားပဲနော်စိတ်ထားကိစ္စရှင်ကိုရဲ့စိတ်ထားညကိုလို့ကြည့်ရှင်ဆိုရရပါရှင်မကြည့်ရှင်သူတမကောင်းဘူးဆိုရင်မဆိုင်ပါဘူးရှင်နော်ဒီကိစ္စကတော့မဆိုင်ဘူးစိတ်ထားနဲ့ဆိုင်ပါနော်ကိုကြည့်ကြည့်နေတော့ကြော်သွားလို့ရတယ်ပေါ့နော်မောပဲအထားရေးတိုးမယ်ပြန်နော်ကကိစ္စမမီးရဆဲနေပြီအမေကဆဲနေပြီဒီရောက်သွားပါပြီခဏရနော်အလုံးနားလေးကြောက်လို့ထည့်ပါရနော်ထားနေဆရာမတက်ဆိုင်ပါရနော်ဒီစိတ်ထားမကောင်းမနေနဲ့စိတ်ထားမကောင်းဖြစ်နေအောင်ကြည့်ကြလိုက်တယ်ပေါ့နော်စိတ်ထားကောင်းဖို့ရည်ကြည့်ရပေါ့နော်ဒီနေ့မှာအဲ့ဒါလေးလာပြကြမှာဒီဘက်နိုင်တခုရဆိုင်တယ်ကြာရောင်လေးယူပါမယ်ဟဲ့ယူလို့မရဘူးလားဟုတ်ပြီတော့โอเคနောက်ထပ်တစ်ပွဲနဲ့ငါယူရမယ်ကြည့်စုဒါလေးလာပြီးဖြစ်တာဖြစ်ပါတယ်နော်โอเคဒီကစစ်ထားပါရှင်ကားများနဲ့နောက်ဆုံးလုံးဖြစ်တော့ဖြစ်စီကြမယ်နော်ရောဖွင့်ကဲနေခဏရမပြင်ခေါ်လိုက်မယ်ခဏလေးဆောက်ပါနော်ကဲဒီဗီဒီယိုနဲ့လည်းပြင်လိုက်မယ်ဒီဗီဒီယိုနဲ့ပြင်ထားရနော်ရှင်မလဲတော့ကပဲကြည့်ပြီနော်ဟုတ်မှာစကမပြည့်တယ်မှာတွားနေအောင်တွားရမှာဆိုတော့စင်ကာပူဒီချောက်ကြီးနိုင်မယ်ပေါ့နော်ထားပါတယ်ထားပါတယ်စင်ကာပူပြပါစစလို့ပါပြီနော်ကဲဒီဘက်နဲ့ရောဒီတော့ပြပါပြီရှင်အမေကလည်းချုပ်ခေါ်နေပြီဆိုတော့နော်ဒီချိုးလို့ပြီးပါဒီချိုးတော့မယ်ပေါ့နော်ကဲဒီဘက်ကနော်လို့စတော့ပြကြနော်ကဲဒီဘက်ကိုနော်လို့စတော့ပြကြနော်စတော့ပြတော့အကြရုံလေးနဲ့ကအကြရုံလေးနဲ့ကစတော့မပေးဘူးလို့နေအောင်လေးနဲ့ကပေါ့နော်သူကတော့မမြောက်ရောက်နေပြီပေါ့နော်ကဲဒီလိုဖောက်ရမယ်ကဲဟိုမှာရောက်သွားပါပြီကဲရောက်သွားပါပြီရှင်အော်
sorry နော်မရှိတော့ကဲဒီနေ့စီတော့ဒီလောက်ပါမယ်နော်လူလို့ခဲဟာမဟုတ်ဘူးနော်ကိုယ့်ဘာကိုကြီးနေလို့ရှာထိုက်သေးကြပါရှင်ဒီလိုပြောတာလည်းမထားဘူးနော်သင်ကောင်းတာမကောင်းတာလည်းမချတော့ဘူးတင်ပြုံးအော်တင်ကောင်းတာမကောင်းတာလည်းမဆိုင်ပါဘူးနော်အင်းကစိတ်ထားနေမတကယ်ကြည့်ဖို့ပဲကြည့်ပါရှင်ဘာမကြည့်ချင်ကြတော့ရရပါတယ်ကဲဒီဗီဒီယိုကဒီလောက်ပါပဲနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်拜拜。ဒီပါနော်ဒီနေ့မှာဒီတော်ဝါလေးဆက်ပြမှာပြလိုက်တာနော်ဒီတော်ဝါလေးဆက်ပြမှာပြလိုက်တာနောက်တော့ဒီဟာလေးဆက်ပြမှာပြတာပေါ့နော်ဒါလေးဆုံးပြမယ်ပေါ့နော်ကဲဒီကိစ္စတစ်ခုလို့ရှိပဲပေါ့ဒါဆိုဒီဒီမှာကြာနေလို့ဖြစ်တယ်အဲ့တော့တော့ပါရှင်ကဲဒီလိုရပေးဆက်ပြမယ်နော်ကိုရဲ့တင်ကောင်းတာနဲ့မကောင်းတာနဲ့မသက်ဆက်ပါဘူးရှင်ကြီးကြီးကစိတ်ထားရေးကြည့်ပါနဲ့နော်ကဲအဲ့ဒီစိတ်ထားရေးကြည့်တယ်နော်စိတ်ထားကောင်းနေပေါ်ပဲလို့လေမကြည့်ခင်ကြည့်နေလေတော်တော်လေးကဲအရင်ကကတော့တော့မဟုတ်ဘူးနော်အဲ့ဒါပြောတာကကိုယ့်တန်ကောင်းတာနဲ့မကောင်းတာနဲ့မဆိုင်ပါဘူးရှင်အဲ့ဒါဆရာကိုရဲ့စိတ်ထားပဲနော်စိတ်ထားဒီပါရှင်ကိုယ့်စိတ်ထားညကိုလို့ကြည့်ရှင်ဆိုရရပါရှင်ကဲမကြည့်ရှင်သူတမကောင်းဘူးဆိုရင်မဆိုင်ပါဘူးရှင်နော်ကဲဒီကိစ္စကတော့မဆိုင်ဘူးစိတ်ထားနဲ့ဆိုင်ပါနော်ကိုကြည့်ကြည့်နေတော့ကြော်သွားလို့ရတယ်ပေါ့နော် ဟောပဲထားရေးတိုးမယ်ပြန်ဟောကကိစ္စမမီးရ ဆဲနေအမေကဆဲနေပြီဒီရောက်သွားပါပြီခဏရနော်ဒီအလုံးနားလေးကြောက်ရခဲ့ပါနော်ထားနေဆရာမတက်ဆိုင်ပါတယ်နော်ဒီစိတ်ထားမကောင်းမနေနဲ့စိတ်ထားမကောင်းဖြစ်ရင်အော်ပြကြရတယ်ပေါ့နော်စိတ်ထားကောင်းဖို့ရည်ကြည့်ရပေါ့နော်ဒီနေ့မှာအဲ့ဒါလေးလာပြကြမှာဒီဘက်နိုင်တခုရဆိုင်တယ်ကြာရောင်လေးယူပါမယ်ကဲယူလို့မရဘူးလားဟုတ်ပြီတော့โอเคနောက်ထပ်တစ်ပွဲနဲ့ငါယူရမယ်ကြည့်စုဒါလေးလာပြီးဖြစ်တာဖြစ်ပါတယ်နော်โอเคဒီကစစ်ထားပါရှင်ကားများနဲ့နောက်ဆက်လုံးမဖြစ်တော့ဖြစ်စီကြမယ်နော်ရောဖွင့်ကဲနေခဏရမပြင်ခေါ်လိုက်မယ်ခဏလေးဆောက်ပါနော်ကဲဒီဗီဒီယိုနဲ့လည်းပြင်လိုက်မယ်ဒီဗီဒီယိုနဲ့ပြင်ထားရနော်ရှင်တောက်ဆက်ကပဲကြည့်ပြီနော်တောက်မှာစက်ကမပြည့်သေးမှာတွားနေအောင်တွားရမှာဆိုတော့စင်ကာပူပေးတယ်ဒီထားကြည့်နိုင်မယ်ပေါ့နော်ထားပါတယ်ကြည့်ထားပါစင်ကာပူပေးပါစစလို့ပါပြီနော်ကဲဒီဘက်နဲ့ရောဒီတော့ပြပြီးရင်အမေကလည်းချုပ်ခေါ်နေပြီဆိုတော့နော်ဒီချိုးလို့ပြီးပါဒီချိုးတော့မယ်ပေါ့နော်ကဲ
ဒီပွဲကနေအောင်လို့စတော့ပြကြနော်ဒီရောနေအောင်လို့စတော့ပြကြနော်စတော့ပြတဲ့ဆိုအပြာရောင်လေးနဲ့ခဲ့အပြာရောင်လေးနဲ့ခဲ့စတော့မပေးဘူးနေအောင်လေးနဲ့ခဲ့ပေါ့နော်သူကတော့မမြောက်ရောက်နေပြီပေါ့နော်ဒီလိုတော့ခေါ်ရမယ်ဒီလိုဟိုမှာရောက်သွားပါပြီရေကောင်းရပြီရှင်နင်းနေပါ sorry နော်မရှိတော့ကဲဒီနေ့စီတော့ဒီလောက်ပါမယ်နော်လူလို့ခဲတာမဟုတ်ဘူးနော်ကိုယ့်ဘာကိုင်းနေနေလို့ရှာထိုက်သေးကြပါရှင်ဒီလိုပြတာလည်းမထားဘူးနော်တင်ကားတယ်မကောင်းတာလည်းမချတော့တင်ပြုံးတင်ကောင်းတယ်မကောင်းတာလည်းမဆိုင်ပါဘူးနော်အင်းကစိတ်ထားနေဒီမှာတကယ်ကြည့်ဖို့ပဲကြည့်ပါရှင်ဘာမကြည့်ချင်ကြတော့ရရပါတယ်ကဲဒီဗီဒီယိုကဒီလောက်ပါပဲနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်拜拜。